အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကကျွန်တော်တို့ဆောက်လုပ်လုပ်ငန်းခွင် site ထဲမှာကွန်ကရစ်မလောင်းခင်မှာစစ်ဆေးရမယ့်အဓိကအချက်တွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆောက်လုပ်လုပ်ငန်းခွင် site ထဲမှာဆက်လက်ကွန်ကရစ်မလောင်းခင်မှာအဓိကထားပြီးစစ်ဆေးရမယ့်အချက်တွေကတော့နံပါတ်1 firewall ပုံစံကွက်လုပ်ငန်းကိုစစ်ဆေးခြင်း firewall ဆိုတာကကွန်ကရစ်တွေမမာခင်မှာထိန်းထားပေးရတဲ့အရာဖြစ်လို့သေချာစစ်ဆေးပေးရပါမယ်Design drawing တွေကအတိုင်း level မှန်ရလား alignment မှန်ရလား span နဲ့ dimension အတိုင်းအတာတွေမှန်ရလားဆိုတာကိုအရင်စစ်ဆေးရပါမယ်။ကွန်ကရစ်လောင်းတဲ့အခါမှာအလုပ်သမားတွေကွန်ကရစ်ဆက်ပစ္စည်းတွေကြောင့်အလေးချိန်တော်တော်စီးပါတယ်။အောက်ကတောက်တိုင်း scaffolding နေခိုင်းရလား bracing နေသေချာချီထားရလားဆိုတာကိုစစ်ဆေးရပါမယ်။မြေကြီးပေါ်ထောက်ထားတာဆိုရင်အောက်ကနေကျုံဝင်သွားအောင်ပြင်းများခံထားဖို့လည်းလုံးဝမမေ့သင့်ပါဘူး။ဖောင်ဝက်အထက်သားအဆက်တွေဟနေလားဆိုတာကိုလိုက်စစ်ဆေးပေးရပါမယ်။ဟနေမယ်ဆိုရင်ကွန်ကရစ်အရည်တွေကယူထွက်ပြီးတော့ကွန်ကရစ်သားပွားတာဟန်နီကုန်းတွေဖြစ်တဲ့လို့တိတ်တာမှမဟုတ်ရင်တစ်သားပြားတွေနဲ့လိုက်ပိတ်ပေးရပါမယ်။နံပါတ်2က river wall တန်ကြီးတန်ခွေးလုပ်ငန်းကိုစစ်ဆေးပေးခြင်း။တန်တွေကအဆောက်အဦရဲ့အယိုးစစ်တွေဖြစ်တာမလို့အတိအကျဖြစ်နေဖို့လိုအပ်ပါတယ်။တန်ကြောင်းရဲ့စားဘာဆိုင်အရေးအတွက်နံပါတ်နဲ့အကွာ waste spacing တွေ drawing line မှန်ရလားနေရာချထားတာ position မှန်ရလားစစ်ဆေးပေးရပါမယ်။လက်ပီနဲ့အခါရိတန်ဆက်တဲ့နေရာတွေလက်ပီစုံမှန်ရလားအရှိလက်ပီလန့်လုံလောက်ရလားဟူတွေနဲ့အခါရိတွေတေချာထည့်ထားရလားဆိုတာကိုစစ်ဆေးပေးရပါမယ်။ကွန်ကရစ်ကာဗာတွေကိုထိန်းဖို့အောက်ခြေမှာဘယ်လောက်တုံးနေခံထားရလားတော့ဘားနဲ့ဘော်ဒွန်ဘားတွေကြားမှာအကွာဝေးမှန်အောင်ချဲဘားတွေတေချာခံထားရလားအလုံးလောက်ရှိရလားဆိုတာကိုစစ်ဆေးပေးရပါမယ်။သွန်နန်းကြိုးတွေတင်းတင်းကြပ်ကြပ်ချီထားရလားကိုစစ်ဆေးပေးရပါမယ်။လူနေတဲ့အခါမှာတန်ကြောင်းတွေရွေ့သွားတာတော့ဘားတွေအောက်ကျသွားတာမျိုးမဖြစ်အောင်သေချာဖို့လိုအပ်ပါတယ်။နောက်ထပ်ဆက်ရမယ်ဆက်လုပ်ရမယ်တိုင်တွေနေရန်တွေအတွက်ထုတ်ထားခဲ့ရမယ်စတက်တာဘားတွေကျန်ခဲ့တာမျိုးမရှိအောင်စစ်ဆေးပေးရပါမယ်။နံပါတ်3 mechanical electrical plan B embedded wall လျှက်စစ်ရေးပိုက်နဲ့မြုပ်ပိုက်တွေကိုစစ်ဆေးပေးရပါမယ်။ဆက်လက်မလောင်းခင်ဒါတွေကိုကြိုးမစစ်ထားမိရင်နောက်မှကွန်ကရစ်ပြန်ဖောက်ရတာမျိုးဆက်လက်ပြန်ဖောက်ခွဲရတာမျိုးဖြစ်တတ်ပါတယ်။ဗီဒီယိုထဲမှာပိုက်တွေ electrical ကွန်ကျူရေပိုက်လိုင်းတွေ flow truss sanitary pipe sleeve တွေထည့်ထားပြီးပြီလားဆိုတာကို drawing နဲ့ကိုက်ရလားစစ်ဆေးပေးရပါမယ်။နောက်မှပိုက်ပြန်ဖောက်ရမယ့်နေရာတွေ shape part တွေအတွက်ကိုပို့ပြီးတော့ပိုက်ပို sleeve တွေမြုပ်ထားခဲ့ဖို့လိုမလို့စစ်ဆေးပေးရပါမယ်။ပိုက်တွေတဲကိုကွန်ကရစ်ရေမဝင်အောင်တိတ်တွေကိုသေချာပိတ်ထားပေးရပါမယ်။အမှတ်လေးအချက်က site cleaning and preparation တန်ရှင်းရေးနဲ့ကြိုတင်ပြင်ဆင်မှုဖြစ်ပါတယ်။ကွန်ကရစ်လောင်းမဲ့ area တွေမှာဖုံအမိုက်သစ်တို့တစ္ဆသွန်နန်းအတူအစားတွေလုံးဝမကြံအောင်ရှင်းလင်းတန်ရှင်းရေးလုပ်ပေးရပါမယ်။မလောင်းခင်မှာရေနဲ့အသေးချာစေးကြောပေးရပါမယ်။ရေစေးချလိုက်တဲ့အခါမှာပုံစံကွက်တွေဖောင်ဝက်တွေရေဝသွားတဲ့အတွက်ကွန်ကရစ်ထဲကရေကိုစုပ်ယူခြင်းအန္တရာယ်ကနေပြီးတော့ကောက်ွယ်ပေးပါတယ်။ Slack ကွန်ကရစ်လောင်းမဲ့ရဲ့အတွက် vibrator ကွန်ကရစ်ဖိသိက်ဆက်တွေအလုပ်လုပ်ရလားအပိုးစတမ်းမိုင်ရှိရလားဆိုတာကိုစစ်ဆေးပေးရပါမယ်။မိုးရွာလာခဲ့ပြီးရှိတော့အုပ်ဖို့အတွက်တာပိုလင်စတွေအစင်းသိရှိရလားဆိုတာကို site မှာတစ်ခါတည်းကြိုတင်စစ်ဆေးထားသင့်ပါတယ်။ဒါဆိုရင် select ကွန်ကရစ်လောင်းဖို့အတွက်ဘာတွေစစ်ဆေးရမလဲဆိုတာကိုသိရှိသွားလောက်ပြီဖြစ်ပါတယ်။အခုချက်လက်တွေကိုချက်လေးလေးလုပ်ထားပြီးတော့ site ထဲမှာတစ်ခုချင်းစီလိုက်လံစစ်ဆေးကြည့်ပါ။ကိုယ်တိုင်စစ်ဆေးရင်းနဲ့အတွေ့အကြုံတွေပိုရရှိလာပါလိမ့်မယ်။ဆောက်လုပ်ရေးလုပ်ငန်းဗဟုသုတတွေကိုကြိုက်နေတဲ့ဆိုရင် channel ကို subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဆောက်လုပ်ရေးဗဟုသုတတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်